အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ hundred thousand million billion စတဲ့ကိန်းဂဏန်းလေးတွေကိုကျွန်တော်တို့ကအသုံးပြုတဲ့အခါမှာ s ထည့်ပေးရမှာလား s မထည့်ရဘူးလားဘယ်လိုအခြေအနေမျိုးမှာဆိုရင် s ထည့်ရတယ်လေဘယ်လိုအခြေအနေမျိုးမှာ s မထည့်ရဘူးလဲဆိုတော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြအောင်ကျွန်တော်တို့ပြောကြတယ်ကဟိုမှာပေါ့ကျောင်းသား100ကျောင်းသား200ကျောင်းသား300ကျောင်းသား1000ကျောင်းသား2000ကျောင်းသား3000အယောက်3000ရှိတယ်တခါကျရင်ပြောတာကြတော့ရာပေါင်းများစွာသောကျောင်းသားကျောင်းသူတွေထောင်ပေါင်းများစွာသောကျောင်းသားကျောင်းသူတွေဒီလိုမျိုးပြောကြတယ်ရာပေါင်းများစွာလို့လည်းပြောတယ်ထောင်ပေါင်းများစွာလို့ပြောတယ်ခါတိကျရင်တော့အတိအကျတင်တော့100 200 300 1000 2000 3000ဒီလိုမျိုးအတိအကျပြောတယ်အဲ့လိုမျိုးအခြေလေးနှစ်မျိုးကိုပြောပြီးတော့ကျွန်တော်တို့က s ထည့်ရမလား s မထည့်ရဘူးလားဆိုတော့ကိုခွဲခြားပြမှာဖြစ်ပါတယ်ဥပမာအားဖြင့်ကျောင်းသားအယောက်200ကျောင်းသားအယောက်200လို့ပြောချင်ရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်200 student 200 student TW2 ဆိုတာအများပေါ့ဗျာဒါအဲ့ဒါဆိုရင်100မှာကျွန်တော်က S ပေါင်းရမှာလားမပေါင်းရဘူးလားအဲ့တော့အရင်တုန်းကကျတော့ကျွန်တော်ကဒါကိုမသိခဲ့တဲ့အချိန်မှာ2ဖြစ်တဲ့အတွက်ကြောင့်100မှာ S ပေါင်းခဲ့ပြီအဲ့ဒါကိုကျွန်တော်နောက်ပြန်ပြီးတော့လေ့လာကြည့်တဲ့အခါကျတော့မှားပါတယ်200 student မှာအဲ့ဒီ100တို့1000တို့ million တို့ billion တို့စတဲ့ကိန်းဂဏန်းတွေကိုတဲ့ရှေ့မှာ1 2 3 4 5 6 9 11 10ဒီလိုမျိုးစတဲ့ကိန်းဂဏန်းတွေတိကျတဲ့အရေးအတွက်တွေနဲ့တွဲပြီးတော့သုံးတဲ့အခါမှာ s ထည့်ပေးစရာလုံးဝကိုမလိုပါဘူးတဲ့တိကျတဲ့ number တွေနဲ့တွဲပြီးတော့အသုံးပြုတဲ့အခါမှာ s ထည့်စရာမလိုပါဘူးဒါဆိုရင်ကျောင်းသားအယောက်200ဆိုရင်200 100 students နောက်ကမှာတော့200လို့ဖြစ်တဲ့အတွက်ကြောင့်နောက်ကမှာတော့ s လေးထည့်ပြရပါမယ်ဒီလိုပြောပါပဲလူအယောက်3000ဆိုပါစို့လူအယောက်3000လို့ပြောခြင်းနဲ့ဆိုရင်3000 people 3000 people အဲ့တော့အဲ့ဒီလိုမျိုးရာဂဏန်းထောင်ဂဏန်းသိန်းဂဏန်းတိုင်းဂဏန်းအဲ့ဒီကိန်းဂဏန်းတွေကိုတိကျတဲ့ number တွေနဲ့တွဲပြီးတော့အသုံးပြုတဲ့အခါမှာs ထည့်ပေးစရာလုံးဝမလိုပါဘူးဒါဆိုရင်ဘယ်လိုအခြေအနေမျိုးမှာ s ထည့်ပေးရမလဲအဲ့တော့သူ့ရဲ့အရေးအတွက်ကိုကျွန်တော်တို့ကတိတိကျကျမသိပဲနဲ့များပြားတဲ့ပမာဏကိုပြောချင်တယ်ပေါ့ဥပမာဆိုပါစို့ရာပေါင်းများစွာသောကျောင်းသားကျောင်းသူများထောင်ပေါင်းများစွာသောကျောင်းသားကျောင်းသူများရာပေါင်းများစွာဆိုတော့ဘယ်နေရာမှာကျွန်တော်တို့အတိအကျမသိဘူးထောင်ပေါင်းများစွာဆိုတော့လေဘယ်နှထောင်မှကျွန်တော်တို့အတိအကျမသိဘူးအဲ့ဒီလိုမျိုးလေးပြောချင်တယ်ဆိုရင်s လေးထည့်သုံးပြရပါတယ်ဥပမာလေးကြည့်ကြည့်အောင်ရာပေါင်းများစွာသောကျောင်းသားကျောင်းသူများရာပေါင်းများစွာသောကျောင်းသားကျောင်းသူများကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုရင် hundreds of students